အခုကားလာဝင်ကရောင်းပြီးလှူတော့မှာကားနဲ့ဖောင်းသွားလို့ရောင်းပြီးလှူတော့မှာကျောင်းကိုတဝက်ကျောင်းတဝက်ကြီးကိုဝယ်မယ်ဆိုရင်ရောင်းပြီးလှူမှာလာခဲ့တက်ရှိလာခဲ့အဲ့ကျောင်းတဝက်3,000ပေးမယ်ပေးလိုက်မယ်ဒါလေးသွားမယ်တက်တာ9မရှိတော့ဘူးအခုကျောင်းကြီးတဝက်ယူခြင်းနဲ့ချပေးလိုက်မယ်အဲ့ချတဲ့ကျန်တဲ့တဝက်3,000ပေးမယ်ချက်ချင်းရောင်းချက်ချင်းလှူမယ်ဒီကပြောတာမရှိတော့ဘူးဒီကပြောတာမရှိတော့ဘူးဟုတ်ကဲ့ပါအားလုံးကြားကြတဲ့အတိုင်းပဲဖြစ်ပါတယ်ကျောင်းချမ်းမြေဆိုတာဒီမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းမျိုးဖြစ်ပါတယ်အယောင်းဝယ်မှာပစ္စည်းနှမျိုးသတ်မှတ်ထားတာရှိပါတယ်ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းနဲ့မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းနဲ့ဟုတ်ကဲ့ဒါဆိုရင်ဒေဝဆရာတော်ရဲ့ယဟန်ရဲ့ဝိနည်းကျောင်းလေးကိုတစ်ချက်လေးလေ့လာကြည့်ပါဦးခင်ဗျာအဲမှာကိုယ်ပိုင်ပစ္စည်းဘာမှမရှိဘူးဒါလည်းတန်ခိကတန်ခါပိုင်နဲ့သေတာနဲ့သူတို့ခွာယူပြီးသူတို့ကသူခွဲရချသွားကြမှာပြန်ပါဗျာကျောင်းဘယ်ကျောင်းပိုင်တော့ဟုတ်ပါပါဗျာကျောင်းအမွေလွှဲပေးရတယ်လို့မရှိပါဘူးလွှဲစရာမှမလိုပဲနဲ့ဒါတန်ခါပိုင်နောက်ကသူကိုမရှိနောက်ကတန်အစင်ပြေတဲ့ကိုလှုပ်လိုက်မယ်မိုက်တဲ့လူတွေကကျောင်းလူတာလိမ်မာတဲ့လူမလူပြန်ပါဗျာဟောပါလားဘုရားဆုံးမမသိတဲ့လူတွေလူနေတာသိတဲ့လူမလူဘူးပြန်ပါဗျာရှင်းသလားရှင်းပါဗျာဘယ်ဟာမှမပိုင်ဘူးအပိုင်တစ်ခုမှမရှိတဲ့အတွက်လွတ်လပ်နေတယ်ငြိမ်းချမ်းနေတယ်နောက်တစ်ဖန်ပူလောင်ခြင်းကင်းနေတယ်ဟုတ်ကဲ့ပါဒေဝဆရာတော်ကကိုခြုံနာတဲ့သင်္ကန်းတောင်ကိုမပိုင်တဲ့အထီကိုပြောသွားတာအားလုံးတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တင်ထားတဲ့ပို့တယ်မှာယဟန်တစ်ပါးဟာဒီလိုမျိုးမရှိပြောင်းနိုင်တဲ့ပစ္စည်းကိုရောင်းလို့ရလားဆိုတဲ့ပို့လေးဖြစ်ပါတယ်သာသနာမြေတို့အကြောင်းလို့ဆိုတာကယဟန်အများပိုင်ပစ္စည်းဖြစ်ပါတယ်ကျောင်းစီဒီချမ်းမြေတက်ခန့်အားလုံးဒီမရှိပြောင်းနိုင်တဲ့ပစ္စည်းဖြစ်တဲ့အတွက်သာသနာအတွက်ဖြစ်တော့ကြောင့်အများပိုင်ဖြစ်ပါတယ်ယခုဓမ္မစီဒီဆရာတော်ကကျောင်းတစ်ဝက်ကို3,500ဖြစ်ရောင်းပြီးတော့ငလေးပေးကုညီမှုဟောကြားခဲ့ပါတယ်ထိုစကားရက်ခါဝစီကံရပိန်ဖြင်းပေါ်ပြက်သောစကားကိုဆိုခြင်းဖြစ်ပါတယ်တကယ်ရောင်းရန်ဖြစ်စေစေစနာအကြောင်းပြဥပမာပေးသည်ဖြစ်စေနမိတ်အကြောင်းပြသောစကားရက်ဖြစ်တဲ့အတွက်သာသနာမြေကိုရောင်းရရသည်ဟူသောအတွေးခုံမျိုးအယူဆမျိုးကိုသူတစ်ပါးကိုအယူမှားအတွေးမှားဖြစ်ပေါ်စေတာဖြစ်ပါတယ်ဒါကြောင့်ကြောင်းရောင်းပြီဆိုတော့စကားရက်သည်မြည်တို့ပင်ဆိုစေကားမှုဝိနည်းပြတ်နေပါတယ်မြန်မာနိုင်ငံတွင်လည်းထိုကဲ့သို့ကြောင်းရောင်းဝယ်သာသနာမြေအယောင်းဝယ်များလဲဖြစ်ပေါ်နေတယ်လို့သိရှိရပါတယ်ဒီဖြစ်ပျက်တွေကြည့်ခြင်းအပြင်ကျောင်းတိုင်သို့မဟုတ်အုပ်ချုပ်သူအဆင့်ယဟန်တွေဟာကျောင်းပိုင်မြေပိုင်ရှင်ပိုင်ကဲ့သို့စီစဉ်ပိုင်ရှင်တယောက်လိုဖြစ်လာနိုင်ပါတယ်ဒီလိုတွေပိုင်ဆိုင်မှုတွေလုပ်ပိုင်ခွင့်တွေအာဏာတွေရှိလာပြီဆိုရင်သာသနာအတွက်ဝမ်းနည်းစရာအလွန်ကောင်းပါလေယခုလည်းမဟာမြတ်မုနိဖျားပိုင်ကွန်တူကြီးအဆင့်ထိကျွန်တော်တို့ live ပေါ်မှာတွေ့နေရပါတယ်ယဟန်ပိုင်ဖျားပိုင်အဆောက်အဦချမ်းမြေတွေဖြစ်နေပြီဆိုရင်သာသနာဟာတတိပြုဖို့ရေးကြည့်ကြောင်းကျွန်တော်ပို့တင်ပြီးတော့ရေးထားတာရှိပါတယ်အဲ့တော့ကျွန်တော်တို့ကွန်မန့်တွေမှာလည်းတွေ့ရပါတယ်ပုဂ္ဂလိကတွေတန်ခလိကတွေခွဲခြားပြောတာတွေ့ရပါတယ်အဓိကကတော့ကျွန်တော်တို့ရောင်းဝယ်မှာရှေ့ပြောင်းနိုင်တော့ပစ္စည်းနဲ့မရှေ့ပြောင်းနိုင်တော့ပစ္စည်းဆိုတာရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ခေတ်ကာလရခွင့်လွတ်နိုင်နေဆိုရင်ရှေ့ပြောင်းနိုင်တော့ပစ္စည်းမျိုးဆိုရင်တော့ထားပါအောင်နော်အခုကမရှေ့ပြောင်းနိုင်တဲ့ပစ္စည်းမျိုးတွေဖြစ်တယ်ဒီပစ္စည်းမျိုးကယဟန်တွေလုံးဝမပိုင်ဆိုင်တဲ့မှာဥပမာဖောက်တော်ရမှာယဟန်တစ်ပါးကတရားအားထုတ်မယ်ဆိုရင်ကိုယ့်ရဲ့တပါးအကြောင်းလေးကိုကိုယ်ပိုင်ကိုတိဆောက်ပါတယ်တိဆောက်ထားရင်အဲ့ဒီအကြောင်းကအဲ့ဒီယဟန်ပိုင်ပါတယ်ပိုင်ပြီးဆိုတဲ့ပိုင်နေဆိုပေမဲ့သူယဟန်အဲ့ဒီအကြောင်းမှနေနေတဲ့အချိန်နာပိုင်တာဖြစ်ပါတယ်တကယ်လို့တခြားအကြောင်းကိုရွှေ့သွားမယ်ဆိုရင်ဒီအကြောင်းပိုင်ဖြစ်သွားပါပြီဘာကြောင့်လဲဆိုတော့သူယာယီနေဖို့အတွက်ဒါသူစောက်တာဖြစ်တယ်ဒီမြေလည်းသူမပိုင်ပါဘူးဒီအကြောင်းကလည်းသူမပိုင်တော့ပါဘူးတကယ်လို့လိုချင်တယ်ဆိုရင်တော့ကိုယ်ပိုင်ကိုဖျက်ယူသွားပေါ့နော်ကိုစောက်ထားတဲ့တဲကိုဒီတကြောင်တပားဆောင်ကိုကိုကသူများကိုမလှူပေးကြည့်ခဲ့ဘူးဆိုရင်တော့ကိုယ်ပိုင်ကိုပြန်ဖျက်ယူသွားဒီလောက်ထိလည်းစစ်ပြေးပါတယ်ဆိုလိုတာကသာသနာမြေထဲမှာစောက်ထားတဲ့အဆောက်အဦဒီကြောင်းပဲပိုင်ကိုနေတော့ခဏတာကိုမှ
ပိုင်ဆိုင်ခွင့်ရှိတာဖြစ်တယ်ဒီဟာကြီးကိုမြေရောကြောင်ရောရောင်းစားပိုင်ခွင့်မရှိပါဘူးနော်တန်ခါဆိုတာရောင်းစားပိုင်ခွင့်မရှိဘူးကိုမသွားပြီးကိုမနေတော့ဘူးဆိုရင်ဒီเจ้าကိုလှူထားခဲ့တကယ်လို့မလှူထားခဲ့ဘူးလားအဲ့ဒီအဆောက်ကိုဖျက်ပြီးယူသွားဒါကျွန်တော်တို့ရဲ့တန်ရောစင်ပြတ်တဲ့ကိစ္စဖြစ်ပါတယ်နော်ဒါဥပမာလေးပြောပြတာပါဒါမှမဟုတ်ဝိနည်းရကြည့်မယ်ဆိုရင်ဒီလိုမျိုးအယောင်းဝယ်ဟာရဟန်းတန်ခါနဲ့လုံးဝမတက်ဆိုင်ကြောင်းထပ်ပြီးတော့ရှင်းပြပေးလိုက်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်